ဘသူဖက်နဲ့လဲဒါဘသူဖက်နဲ့လဲဟဲ့အောင်လေဒါဘသူဖက်နဲ့လဲ ငါဖက်ကျွန်တော်ဖက်ဒါကျွန်တော်ဖက်ပါကျွန်တော်ဆိုင်ဆိုမှာပဲကျွန်တော်ဖက်ဒါဘသူဆိုင် ကျွန်တော်ဆိုင်အဲ့ဖက်ဆိုင်ဟုတ်တယ်ကျွန်တော်ဆိုင် အကောင်နေငင်းနေတာကျွန်တော်ဖက်အဲ့ဒါ ညဖက်နဲ့ ဟုတ်ဘူးကျွန်တော်ဖက်အဲ့ဖက်ကငါဖက်ပါကျွန်တော်မှတ်တာလားကျွန်တော် ဟိုကတေချာကြည့်လေကျွန်တော်ဆိုင်ကြီးကျွန်တော်ဆိုင်အဲ့ဖက်ကျွန်တော်ဆိုင် လည်းတော်တယ်မဟုတ် ခဏနေနော်ဒီဖက်နဲ့ကိုနေဆွတ်ကြည့်လိုက်မင်းရင်ဆွတ်ကြည့်လိုက်ဒါပိုင်ရှင်ဘသူလဲဆိုတာဒါမှသိမှာတော်တဲ့ကောင်မှပိုင်ရှင်မှသိ လေဟိုကတဲ့ပေးကုန်လိုက်မယ်နော် ရတယ်ဆွတ်တွေ့လား မတော် ကွက်တီပဲတွေ့တယ်ကွက်တီပဲကျွန်တော်ကွက်ဖက်ဆိုင်ကြနေတာဖက်ဆိုင်ကြနေ ဒီတော့ဘာလုံးထွန်းနေအောင်မတော်ပါဘူးကွာ ဖက်ဆိုင်ကြနေတာတော့ပါလေမတိတ်ချဆွတ် ထားလိုက်ပါထားလိုက် ပြီလားငါဖက်နဲ့ပါလို့ပြီ ဒါမင်းဖက်နဲ့လား ဟုတ်တယ်ကိုဒါကျွန်တော် မင်းဆွတ်ကြည့်လိုက်စမ်း စောကြည့် ကတော့တော့ကိုကတော့ ရတယ်တော်တဲ့ကောင်ပိုင်ရှင်ပဲ ဟာကိုရေကျွန်တော်နဲ့ကွက်တီပဲကိုရေဒါကျွန်တော်ဖက်နဲ့တက်တာ လက်ငါလုံးထွန်းနေအောင်ကွက်တိပဲလုပ်နေတယ်ကျွန်တော်နဲ့မှတော်တာ ခဏနေရောနော်မင်းဆွတ်ကြည့်လိုက်စမ်းဒါမင်းဖက်နဲ့လား ဟုတ်တယ်ကျွန်တော်ဖက်နဲ့ ဆွတ်ကြည့် လိမ့်နာအကောင်လိမ့်နေတာကျွန်တော်ဖက်နဲ့တကယ်တည်း ဒီမှာတွေ့တာကွက်တိပဲတော်နေတာတွေ့လားကွက်တိပဲ အကောင်လိမ့်နေတာကျွန်တော်ဖက်နဲ့တကယ်တည်း အဲ့ဆိုဒါဒီဖက်နဲ့ပိုင်ရှင်အစ်စ်ကဘာတူလဲ ကျွန်တော်ညီနဲ့ကွက်တိပဲတော်နေတာလေဟိုက မင်းသားမနဲ့ငါဟာဆိုမှာ ဟိုကအရှိန်ထွက်နေတာလေ မင်းနဲ့နောက်ထွက်နေမင်းနဲ့ကလည်းထွက်နေကျွန်တော်နဲ့မှတော်တာ အကိုနဲ့လက်ကောင်းလောက်ထွက်နေရ ကိုမြင်နေတဲ့ ကျွန်တော် တိုင်း နဲ့ ဟော ကွက်တိပဲအကိုရှိရင်ကျွန်တော် ခဏနေရောဒီဖက်နဲ့ကမင်းတို့ရဲ့ဘသူဖက်နဲ့လဲတော့မသိဘူးနော်ဒီဖက်နဲ့ကညငါအခန်းထဲဝင်ပတ်စံဝင်ခိုးတဲ့ကောင်ကကြံခဲ့တာအဲ့ဖက်နဲ့ကိုအဲ့တော့အဲ့ဒီတခိုးကသူစီးတဲ့ဖက်နဲ့ကြီးကြံခဲ့တဲ့အတွက်ကိုဒီဖက်နဲ့ရပိုင်ရှင်ကတခိုးပဲ ညီလေးကမဟုတ်ဘူးဟိုကျွန်တော်ပြညီလေးကအမအရှိပါဗျညောင်းထွက်နေတာခုနမှားပြီးအချိန်နဲ့ထိုးလိုက်တော့ခလေးထော်လာတာ ခဏတော်တယ်ဆို မဟုတ်အများကြီးပုံတာပုံမကြီးအများကြီးပုံညီလေးကမဟုတ် ခုနကသူရဲတော်နေတာ မင်းတော်တယ်ဆို ပုံနဲ့တော်လား ဟုတ်တယ်မင်းဆိုကြည့်ရင်တော်လားမတော်လား ပုံနဲ့တော် ခုနကတော့တော်တာပဲရှိတာဒီခုနခုမတော်တော့ဘူး ဆိုကြည့်တယ် တော်တယ်ဝေးရုံပဲကျန် အရှက်ထိုးထဲပါ မရောက်သေးလားရှင်းမရောက်ဘူး မင်းနဲ့မြန်တော်နေလားလို့ မတော်ပါဘူး ခဏတော်တယ်ဆို တော်တယ်ဆိုတာထင်အောင်ထင်မှဖြစ်သွားတာတကယ်တော့တရားကြည့် မင်းကမဟုတ်လား ဟုတ်ပါဘူး ကိုကိုရကိုကိုရကိုဟာမနေဘူးလားမကိုကိုရ မင်းဆိုကြည့်ရင်မင်းတော်တယ်လို့ပြောမင်းဆိုကြည့်ရင် ကိုကိုရကွက်တိပဲ ဆိုကြည့်ရင် ကိုရှေ့အောင်ထိုးဟုတ်တယ် ကျွန်တော်ကမဟုတ်ဘူးကို မင်းနဲ့တော်တယ်ဆို မတော်ဘူးကိုခုနကျွန်တော်ထင်အောင်တော်တယ်လို့ပြောတာကြာ အဲ့လေခုနတော်တယ်ပြော ထင်အောင်ထားမိပြောမိတာ ခင်းအောင်ထောင်းပြီးပြောပြီခဏပဲမင်းတော်တယ်ဆိုပြီးတော့ မတော်ဟုတ်လေအခုဒီဟာဘယ်သူဖက်နဲ့လဲ ကျွန်တော်မဟုတ်ဘူး ကျွန်တော်မဟုတ်ကျွန်တော်လည်းကျွန်တော်လက်ကောင်းတော့ မင်းတို့ဟာဆို ကျွန်တော်ဟာမဟုတ်ခုနကတော့တက်စားတာ အေးဟောမောငါစီကပတ်စံမင်းတို့အကုန်ဆိုင်မင်းတို့အကုန်တဟိုးတွေပဲဆိုင်